Hello မင်္ဂလာပါအင်္ဂလိပ်စကားပြောမယ်ဆိုရင်စာကြောင်းတွေကိုအလွတ်ကျက်နေရလို့အုံနောက်ချောင်းနေပြီလားစိန်ပူနေတော့နော်ဒီဗီဒီယိုလေးမှာအလွတ်ကျက်စရာမလိုပဲနားထောင်ရုံနဲ့တကယ်လက်တွေ့ဘဝမှာဘလို့အသုံးချရမလဲဆိုတာကိုအလွယ်တကူရှာသွားစေရပါမယ်တငယ်ချင်းနှစ်ယောက် shopping ထွက်တာအဝတ်စားဝယ်တာဈေးစစ်တာနဲ့ coffee ဆိုင်ထိုင်ပြီးတော့ပုံမှန်စကားပြောကြတဲ့အတန်တွေကိုနားထောင်ရင်းနဲ့ရိုးရှင်းတဲ့အင်္ဂလိပ်စကားတွေကိုကိုယ်ပါစက်ထဲမှာအလိုလိုရောက်လာတာကိုခံစားရမှာပါကဲအလုံးမချက်ပဲအင်္ဂလိပ်စကားပြောတာကိုတဘာဝကြကြပြောတတ်ချင်ရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိနားထောင်လိုက်ရအောင်နော် Hey, are you ready to go shopping today? Hey, ဒီနေ့ဈေးဝယ်ထွက်ဖို့အဆင်သင့်ဖြစ်ပြီလား Okay နော် Hey ဆိုတာကလှမ်းပြီးတော့နှုတ်ဆက်တာပေါ့နော် Okay နော် Are you ready? Ready ကအဆင်သင့်ဖြစ်တော့ Are you ready? မင်းအဆင်သင့်ဖြစ်ပြီလား To go သွားဖို့ Okay နော် shopping ဈေးဝယ်ဖို့ Okay နော် today ဒီနေ့အဲ့တော့ Hey ဒီနေ့ဈေးဝယ်ထွက်ဖို့အဆင်သင့်ဖြစ်ပြီလား Are you ready to go shopping today? Go shopping ကနော်အတွဲလေးပေါ့နော်ဒီ shopping ထွက်သည်ပေါ့ Are you ready to go shopping today? Are you ready to go shopping today? Yes, I am. I'm so excited. ဟုတ်ကဲ့အစင်းသဖြစ်ပါပြီကျမအရန်ရှင်ခုန်နေပါတယ် Yes, I am ဆိုတာကသူကနော်ပြန်ပြီးတော့ဟုတ်ကြောင်းပြန်ပြေးတာဟုတ်တယ် I'm so excited. Okay, excited ကလေနော်စိတ်လှုပ်ရှားသောဆိုတဲ့ adjective ရှေ့ကနော် so ဆိုကလေနော်အလွန်ပေါ့နော်ဒီ very နဲ့တူတယ် Okay, I'm excited ဆိုတော့နော်ငါစိတ်လှုပ်ရှားနေတယ် I'm so excited ဆိုတော့ငါအရန်ကိုစိတ်လှုပ်ရှားနေပြီလို့ပြောတာပါYes, I am. I'm so excited. I'm so excited. I'm so excited. Where should we go first? ပထမဆုံးဘယ်ကိုသွားကြမလဲ Where ကဘယ်နေရာလဲ Okay နော် should ကတင်တာ we ငါတို့ go should we go ဆိုတာသွားတင်လဲ Where should we go ဘယ်နော်ဘယ်မှာသွားတင်လဲ First ပထမဆုံး Okay နော်ပထမဆုံးဘယ်ကိုသွားကြမလဲဘယ်ကိုသွားတင်လဲလို့မေးတာပါ Where should we go first? Where should we go first? Where should we go first? Let's go to the new shopping mall downtown. မြို့တွေက shopping mall အသစ်ကိုသွားကြရအောင် Okay နော် Let's go သွားကြရအောင် Let's ကလေတခုခုကိုလောက်ကြရအောင်ပေါ့နော်နော်သွားရအောင်စားရအောင်ဒီမှာ Let's go သွားကြရအောင် To ကတော့ဒီမှာတော့တော့ပေါ့နော် The new shopping mall Okay နော် shopping mall ဈေးဝယ်စင်တာအသစ်ကိုသွားကြရအောင် downtown ဆိုတာကမြို့တွေကိုပြောတာပါအဲ့တော့မြို့တွေက shopping mall အသစ်ကိုသွားကြရအောင် Let's go to the new shopping mall downtown. Let's go to the new shopping mall downtown. Let's go to the new shopping mall downtown. That's a great idea. They have many nice clothes. Okay နော် That's a great idea ဆိုတာကသူကလက်ခံတာအောင်ပြီနော်တခုခုကနော်တရားကပြောတာကိုကိုကလက်ခံတဲ့အခါမှာ This is great idea ဒါကောင်းတဲ့အကြံပဲဒါကိုလက်ခံနေနော်အခုလိုမျိုးပြောတာပါ They have သူတို့မှာရှိတယ် many nice clothes ကနော် many များပြားလာတဲ့ nice ကောင်းတော့ Okay နော် clothes ကအဝတ်စားတွေအဲ့လှနော်လှပတဲ့အဝတ်စားတွေကောင်းတဲ့အဝတ်စားတွေသူတို့မှာအများကြီးရှိတယ်အဲ့ဒီ shopping mall မှာအများကြီးရှိတယ်ပြောတာပါ That's a great idea. They have many nice clothes. That's a great idea. They have many nice clothes. That's a great idea. They have many nice clothes. Let's take a bus or taxi. Bus ကနဲ့သွားမလား taxi နဲ့သွားမလား Okay နော်ဒီ bus နဲ့နော် bus နဲ့ taxi ရဲ့ကြားမှာနော်ဒီ all လေးခံထားတယ်အဲ့တော့နော် bus ကနဲ့သွားမလား taxi နဲ့သွားမလားဆိုပြီးတော့မေးတာဖြစ်ပါတယ် Let's take the bus or taxi. Let's take the bus or taxi. Let's take the bus or a taxi. Let's take a taxi. It's faster. Okay. နော် taxi ပဲငါစီးကြရအောင် taxi ပဲစီးကြရအောင်နော်ဒီမှာ RD right တွေသုံးလို့မရအောင်နော် DIV drive တွေသုံးလို့မရဘူးနော်ဒီ take a taxi နော် take a bus Okay ဒီမှာကတော့နော်ဒီမှာ taxi စီးမယ်ဆိုတော့ taxi ပဲသုံးလိုက်တယ်ပေါ့နော် Let's take a taxi. Taxi ပဲငါလိုက်ကြရအောင် It's faster. Okay နော် fast ကမြန်တော့ faster ဆိုတာကပိုပြီးတော့ကိုမြန်တယ် Okay နော် Alright it's faster အဲ့ဒါကပိုပြီးတော့မြန်တယ် Okay let's take a taxi. It's faster. Let's take a taxi. It's faster. Let's take a taxi. It's faster. Okay, let's call when using the app.
Okay ဒီ app ကနေပြီးတော့တစည်းခေါ်လိုက်မယ်နော် Okay နောက်လက် Okay ဆိုတာကနော်ကောင်းပြီ let's call one တစည်းခေါ်လိုက်ကြရအောင် using the app ဒီ software ဒီ app ကနေဒီ application ကနေပြီးတော့နော်ဒီ taxi တစည်းခေါ်လိုက်ကြရအောင်လို့ပြောတာပါ Okay let's call one using the app let's call one using the app let's call one using the app look the taxi is arriving ကြည့်စမ်း taxi ရောက်လာပြီ Okay နော် look ဆိုတာကကြည့်လိုက်စမ်း the taxi က is arriving ရောက်နေပြီသူတို့ရှေ့မှာရောက်နေပြီ Okay နော် look the taxi is arriving look the taxi is arriving let's get in Okay နော် get နဲ့ in ကို link ချိတ်ဖက်ရင် get in ဆိုပြီးတော့ဖတ်ရပါတယ် Okay နော် let's get in ဆိုတာကကားပေါ်တက်ကြရအောင် Okay နော် get in ဆိုတာကအထဲမှာရတာမဟုတ်ဘူးနော် Okay နော်ကားပေါ်တက်ကြရအောင်ပြောတာပါ let's get in let's get in let's get in garden လို့ထွက်ရပါတယ်ဘာဖြစ်လို့ let's garden တင်နဲ့ထွက် T ရဲ့တန်နဲ့မထွက်ဘဲနဲ့ဘာဖြစ်လို့ data နဲ့ထွက်လဲဆိုလို့ရှိရင် T ကိုတစ်ချက်လောက်ကြည့်မယ်ပေါ့နော် GET မှာ T ရဲ့ရှေ့မှာ E ဆိုတဲ့ vowel ရှိတယ်နောက်မှာလည်း I ဆိုတဲ့ vowel ရှိတယ်အဲ့တော့ဒီလေ T ကလေ vowel နှစ်ခုကြားမှာညက်နေလို့ရှိရင်အဲ့ T က flash T အတန်က data ဖြစ်မယ်အဲ့ဒါကြောင့်မို့ garden လို့မထွက်ဘဲနဲ့ garden လို့ထွက်ရတာပါ let's get in let's get in We have arrived at the mall. ငါတို့ဒီ shopping mall ကိုရောက်လာကြပြီ Okay, we ဆိုတာကငါတို့ have arrived ရောက်ရှိတာအခုပဲရောက်တာပေါ့နော် at the mall ဆိုတာဒီ shopping mall ကိုပြောတာပါ shopping mall ကိုရောက်လာပြီလို့ပြောတာပါ We have arrived at the mall. We have arrived at the mall. We have arrived at the mall. It is so big and crowded today. You know it is so big ဆိုတာကအရန်ကိုအကြီးတာပဲဒီ shopping mall ကနော် big big ကလေပုံမှန်ကြီးတာပဲဒါပေမဲ့ so ထည့်လိုက်လို့ရှင်တော့ very နဲ့တူပဲအရန်ကိုကြီးတာနော် it is so big ဟာဒီ shopping mall ကအရန်ကိုကြီးတာပဲ and ပြီးလို့ရှင် crowded today ဒီနေ့လူတွေကလည်းအရန်ရှုံနေတယ် crowded ကလေလူစုလူဝေးလူတွေကနော်အရန်များတာနော်ချက်ပစ်သိတာအဲ့ဒါကိုကျွန်တော်က crowded လို့ခေါ်ပါတယ် crowded today it is so big and crowded today it is so big and crowded today which shop should we visit first ဘယ်ဆိုင်ကိုအရင်ဝင်ကြမလဲ Okay နော် which shop ဆိုတာကဘယ်ဆိုင်ကို should we visit နော်ဒီမှာ visit ကလေလဲပတ်တယ်ဆိုတာထက်လေဒါကသူများအိမ်နဲ့သွားတာမဟုတ်ဘူးเนาะဒီဆိုင်ကိုဒီ shopping mall ကသွားပြီးတော့ကြာအဝတ်စားဝယ်တာဖြစ်တဲ့အတွက်ကြောင့်ဝင်နေဆိုတဲ့အသုံးနှုန်းမသုံးလို့ရမယ်ပေါ့เนาะ which shop ဘယ်ဆိုင်ကို should we visit ငါတို့ဝင်သင့်လဲ first ဆိုတာကပထမဦးဆုံးအရင်ဝင်သင့်လဲလို့မေးတာပါဘယ်ဆိုင်ကိုအရင်ဝင်ကြမလဲအရင်ဝင်သင့်လဲ which shop should we visit first which shop should we visit first Which shop should we visit first? Let's check out this clothes shop on the first floor. ပထမတက်ကဒီအဝတ်စားဆိုင်ကိုအရင်ကြည့်ကြရအောင် Okay နော် Let's check out ကြည့်လိုက်ကြရအောင်ဒီမှာစစ်ဆေးတယ်ဆိုတာထက်နော်ကိုနဲ့နော်ဒီဝတ်စားကအဆင်ပြေလားအဲ့လိုမျိုးကြည့်ရအောင်လို့ပြောတာပါ This clothes shop ဆိုတာကဒီအဝတ်စားဆိုင် This ဆိုတာကဒီ clothes ကအဝတ်စား shop ကဆိုင် This clothes shop ဒီအဝတ်စားဆိုင် on the first floor ပထမတက်က Okay နော်ပထမတက်ကဒီအဝတ်စားဆိုင်ကိုအရင်ကြည့်ကြရအောင် Let's check out this clothes shop on the first floor. Let's check out this clothes shop on the first floor. Let's check out this clothes shop on the first floor. Wow, they have a sale sign outside. Wow, အပြင်မှာဈေးလျှော့တယ်ဆိုတဲ့ဆိုင်းဘုတ်ချိတ်ထားတယ် Okay နော် they ဆိုတာကသူတို့ပေါ့နော်ဒီရဲ့ဈေးဆိုင်ကလူတွေပြောတာပေါ့နော် have တဲ့ရှိတယ် a sale sign Okay နော် a sale sign ဆိုတာကနော်ဒီ short ဈေးနဲ့ရောင်းတာကိုပြောတာပါ outside ကအပြင်ဘက်မှာဒီဆိုင်းဘုတ်ချိတ်ထားတာကိုပြောတာပါ Wow, they have a sale sign outside. Wow, they have a sale sign outside. Wow, they have a sale sign outside. Really? Let's go inside quickly. ဟုတ်လားမြန်ဝင်ကြည့်ရအောင် Okay, really တကယ်လား Okay နော် let's go ဆိုတာကသွားလိုက်ကြရအောင် inside ကအထဲကိုဆိုတော့နော် let's go inside အထဲကိုဝင်လိုက်ကြရအောင် quickly မြန် Okay နော်မြန်သွားလိုက်ကြရအောင် Let's go inside quickly. Let's go inside quickly. မြန်ဝင်ကြည့်လိုက်ရအောင်နော်တူပါပဲနော်
Look at those colorful dresses ဟိုရောင်စုံကားဝင်လေးတွေကိုကြည့်ပါဦး။ Okay နော် look at ဆိုတာကြည့်လိုက်စမ်း။အဲ့တနေရာတွေကိုပဲကြည့်ခိုင်းတော့ look at ကနော် look နဲ့ at ကိုလေး link ချိတ်ဖက်ရင် look at ဆိုပြီးတော့ဖတ်ရပါတယ်။ those ဟိုလို့ပြောတာ colorful အရောင်သွေးစုံနဲ့ရောင်စုံပေါ့နော် dresses ကားဝင်လေးတွေကိုကြည့်ပါဦး။ Look at those colorful dresses. Look at those colorful dresses. Look at those colorful dresses. They look very pretty အရန်လာတာပဲ they ဆိုတာကနော်ဒီ colorful dresses တွေကိုပြောတာပါဒီရောင်စုံကာဝင်လေးတွေကတဲ့ look ဒီမှာကလေပုံမှန်ကအလိုခေ look ကကြည့်ဒီလိုပဲထင်ကြတာနော်တကယ်တော့မဟုတ်ဘူး look ရဲ့နောက်မှာပေါ့နော် adjective လိုက်လို့ရှိရင်ပုံပေါ်တာအဲ့ဆို look very pretty အရန်လာတဲ့ပုံပေါ်တာပဲအရန်လာတာပဲလို့ပြောတာပါဒီမှာကြည့်ဒီနဲ့ဘာသာပြန်လို့မရပါဘူး okay They look very pretty. They look very pretty. Okay, not a carry practice low They look very pretty. They look very pretty. Do you like wearing dresses or pants? Ningawan wiyara chaila. Okay, damolo shi bami wiyara chaila. Do you like men chaila wearing a wisina dresses gawendri or damamolishin paska bami rigo wiyara chaila bioraba gawan wiyara chaila bami wiyara chaila. Do you like wearing dresses or pants? Do you like wearing dresses or pants? Do you like wearing dresses or pants? I prefer wearing comfortable pants. Ngaga popo papa baumi wiyara chaide. Okay no, I ngaga prefer pobi ro chaide wearing wisin yara comfortable တတောင့်တတနဲ့ပေါ့ပါဖြစ်တဲ့ pants ဘောင်းမီတွေကိုပဲဝေရတာကြိုက်တယ်เนาะဒီလိုလက်ပဲနေခြင်းနဲ့เนาะကြက်တဲနေရမျိုးတွေမလို့ချင်ဘူးเนาะအဲ့လိုပြောတာပါ Okay I prefer wearing comfortable pants I prefer wearing comfortable pants I prefer wearing comfortable pants Can you help me pick a nice shirt ကောင်းတဲ့ shirt အင်္ကျီတစ်ထည်လောက်ရွေးပေးပါလားဒီမှာเนาะ Can you help me ဆိုတာကငါ့ကိုကူညီပေးနိုင်မလား Okay เนาะ pick ဒီမှာ pick ကလေကောက်တာမဟုတ်ဘူးเนาะရွေးတာ a nice shirt ကောင်းတဲ့ nice ကကောင်းတော့ shirt က shirt အင်္ကျီ Okay เนาะကောင်းတဲ့အင်္ကျီတစ်ထည်လောက် shirt အင်္ကျီတစ်ထည်လောက်ရွေးပေးနိုင်မလားလို့မိတာပါ Can you help me pick a nice shirt Can you help me pick a nice shirt Can you help me pick a nice shirt? How about this white one? It suits you. Okay. How about Raka Balole? This white one. Di apyang so yin yo balole. It suits you. Daliga nene like de lo pyoda ba. Okay. How about this white one? How about this white one? Not white. White lo ma twat bu. White lo be twat ba de. How about this white one? It suits you. How about this white one? It suits you. How about this white one? It suits you. Let me hold it against myself to see. Let me hold it against myself to see. Okay. အဲ့တော့ပြောချင်တာကလေ let me hold it against myself to see ဆိုတာကနော်အဝိစားဝယ်တဲ့အခါမှာကိုယ်နဲ့အဆင်ပြေရလားကိုကဒီရောင်နဲ့လိုက်ရလားဆိုတာကိုကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ကတ်ကြည့်တာကိုပြောတာပါ Let me hold it against myself to see. Let me hold it against myself to see. Yes, it looks good on you. နင်းနဲ့တော်တော်လိုက်တယ် Yes ရာကဟုတ်တယ်နော်ဟုတ်ကြောင်းထောက်ခံတာပေါ့နော် It looks good ခဏ looks ကဒီမှာကြည့်တာမဟုတ်ဘူးပုံပေါ်တာ good ကကောင်းတယ် looks good ဆိုတော့ကြည့်ကောင်းတယ် on you ဆိုတာကမင်းနဲ့တော်တော်လိုက်တယ်လို့ပြောတာနော်ကြည့်ကောင်းတယ်ဆိုတော့ဟဲ့ဒီဝိစားကမင်းနဲ့တော်တော်လိုက်တယ်နင်းဝင်လိုက်မှဒီဝိစားကပုံလှသွားသလိုပဲနော်ဒီလိုမျိုးပြောတာပါ Yes, it looks good on you. On နဲ့ you က on you လို့မဖတ်ဘူး on you. Yes, it looks good on you. Yes, it looks good on you. I should try it on in the fitting room. ဝိစားအစမ်းလဲတဲ့အခန်းထဲမှာစမ်းပြီးတော့ဝတ်ကြည့်တဲ့နေ Okay နော် I should try it. ငါအဲ့ဒါကိုစမ်းပြီးတော့ဝတ်ကြည့်တဲ့နေ I should try it on. ငါအဲ့ဒါကိုစမ်းပြီးတော့ဝတ်ကြည့်တဲ့နေ in the fitting room. ဝိစားဒီစမ်းပြီးတော့ဝတ်တဲ့အခန်းထဲမှာစမ်းပြီးတော့ဝတ်ကြည့်တဲ့နေလို့ပြောတာပါ I should try it on in the fitting room. I should try it on in the fitting room. I should try it on in the fitting room. Where is the fitting room? ဝိစားအစမ်းလေးတဲ့ခန်းကဘယ်နားမှာလဲ
where's ကဘယ်မှာလဲ is ကရှိတာ the fitting room အဝတ်စားအဆန်လဲတဲ့အခန်းကဘယ်မှာလဲလို့မေးတာပါ where is the fitting room 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 It is over there near the counter ဟိုမှာ counter နားလေးမှာလေ It is over there ဆိုတာကဟိုနားမှာဟိုမှာလို့ပြောတာ near ကအနီးမှာ the counter counter နားလေးမှာလို့ပြောတာပါ It is over there near the counter It is over there near the counter It is over there near the counter Let's go there ဟိုဘက်ကိုသွားကြရအောင် Let's go there Let's go ဆိုတာကနော်သွားကြရအောင် there ဆိုတာကဟိုမှာဆိုတော့ let's go there ဟိုဘက်ကိုသွားကြရအောင် let's go there let's go there excuse me can I try this on it's not excuse me to say loud နော်ဒါကိုစမ်းဝတ်ကြည့်လို့ရမလား can I try this on ဒါကိုစမ်းဝတ်ကြည့်လို့ရမလားဒီမှာ try ကလေစူးစမ်းတယ်ဆိုတာတဲ့စမ်းကြည့်တာစမ်းပြီးတော့ဝတ်ကြည့်တာကိုပြောတာပါအဝတ်စားဆိုတော့စမ်းဝတ်ကြည့်တာ okay နော်ဒီအဲ့ဒီဝက်စားကအခုနဲ့တော်လားမတော်ဘူးလားဆိုတာကိုเนาะသိအောင်လို့စမ်းဝတ်တာကိုပြောတာပါ Excuse me can I try this on Excuse me can I try this on Excuse me can I try this on Sure the fitting room is open ရပါတယ်เนาะဒီ fitting room เนาะဝက်စားလဲကန်းကဖွင့်ထားပါတယ် Sure the fitting room is open Sure the fitting room is open Sure, the fitting room is open. How does it fit? ဝလို့အဆင်ပြေရဲ့လား How ဘလို့လဲ Does it fit? Fit ကအဆင်ပြေသည်ဆိုတော့ Does it fit ဆိုတော့ Does နဲ့ it ကို link ချိတ်ဖက်လို့ရှိရင် Does it? Does it? ဆိုတော့ Does it fit ဆိုတာကနော်အဆင်ပြေရဲ့လားတော်ရဲ့လား How does it fit? ဝလို့အဆင်ပြေရဲ့လားအဲ့ဒီအဝတ်စားကိုနဲ့နော်ချောင်းနေလားကြက်နေလားဟိုနော်ကိုနဲ့နော်ဒီအဆင်ပြေရဲ့လားဆိုတာကိုမေးတာပါ How does it fit?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  It fits me just right. Not too tight, not too loose. တော်အဆင်ပြေတယ်မကြက်ဘူးမချောင်ဘူး Okay နော် It ဆိုတာကအဲ့ရဲ့အဝတ်စားက fits me ငါနဲ့တော်တယ် just right နော်တကယ်ပေါ့နော်တကယ်လုံးဝကိုကွက်တီပဲလို့ပြောချင်တာ Not too tight. Tight ကnot ကြက်တာ too tight ဆိုတော့ကြက်လွန်းနေ not too tight ဆိုတော့ကြက်လည်းမကြက်ဘူးနော် loose ကချောင်းတာ too loose ဆိုတော့ချောင်းလွန်းတာကိုပြောတာ not too loose ဆိုတော့မချောင်းဘူးလို့ပြောရတာ too loose ကိုညနေတော့မချောင်းဘူးလို့ပြောချင်တာပေါ့နော် okay နော် it fits me just right not too tight not too loose it fits me just right not too tight not too loose it fits me just right not too tight not too loose Let me see you in it. In it ကို link ချိတ်ဖက်ရင် in it လို့ထွက်ပါတယ် Let me see you in it ဘလို့ပုံစံလဲငါ့ကိုပြပါအောင် Let me see you in it. Let me see you in it. Let me see you in it. How do I look? ငါ့ကိုကြည့်ရတာဘလို့နေလဲသူ fitting room မှာသွားပြီးတော့ကြတော့အဝတ်စားသွားပြီးတော့ဝတ်တယ် Okay ဝတ်ပြီးတော့သူ့ရဲ့တငယ်ချင်းပြလိုက်တာ Okay hey how do I look? Now how do I look ငါ့ကိုကြည့်ရဘလို့နေလဲအဆင်ပြေရဲ့လား Okay နော်အဲ့လိုမျိုးမေးတာပေါ့နော်ဒီရောင်ကသူနဲ့လိုက်လားဒီကဝင်ဒီ dress ကအဆင်ပြေရဲ့လားဆိုတာကိုမေးတာပေါ့နော် How do I look How do I do နဲ့ I က do why လို့ထွက်ရတယ်ပေါ့နော် How do I look How do I look How do I look You look amazing in that shirt ဒီအင်ဂျီနဲ့နေအရန်ကြည့်ကောင်းနေတယ်ခင်နော် you mean က look ဆိုတာကပုံပေါ်တယ် amazing ကအော်စရာကောင်းတာဆို look amazing ဆိုတော့အရန်ကိုကြည့်ကောင်းနေတယ် in that shirt အဲ့ဒီ shirt နဲ့ကအရန်ကိုကြည့်လို့ကောင်းနေတယ်လို့ပြောတာပါ You look amazing in that shirt You look amazing in that shirt You look amazing in that shirt Really thank you for the compliment တကယ်လားအဲ့လိုချီးကျူးပေးလို့ကျေးဇူးတင်ပါတယ် really တကယ်လား thank you ကျေးဇူးတင်ပါတယ် for အတွက် not the compliment ဒီချီးကျူးတဲ့စကားကိုနော်ဒီလိုမျိုးချီးကျူးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ပြောတာပါ really thank you for the compliment really thank you for the compliment really thank you for the compliment I think you should definitely buy this one ကဲနော်
ဒါတော့တေချာပါဝယ်တဲ့လို့ငါထင်တယ် I think ငါထင်တယ် you မင်းက not definitely တေချာပါလုံးဝ should buy ဝယ်တဲ့ this one ဒီတစ်ခုတော့နော်တေချာပါဝယ်တဲ့လို့ငါထင်တယ် I think you should definitely buy this one I think you should definitely buy this one I think you should definitely buy this one How about you Did you find anything Okay နော်မင်းရောနော်နေရောဘလို့လဲဘာမှမတွေ့သေးဘူးလား How about you မင်းရောဘလို့လဲ Okay နော် about you မင်းရော What about you ဆိုတော့မင်းရောဘလို့လဲ Did you find ရှာတွေ့ပြီလားတွေ့ခဲ့ပြီလား anything တခုခုအဲ့ဆိုနေရောဘာမှမတွေ့သေးဘူးလားလို့မေးတာပါ Did you find anything How about you about နဲ့ you ကိုဖတ်လို့ရှိရင် about you ပဲထည့်လို့ရတယ် T အဆုံး y စချလို့မယ် about မှာက T နဲ့စုံတယ် you က y နဲ့စတယ်เนาะအဲ့လိုမျိုးဆိုလို့ရှိရင်เนาะ about you လို့ထည့်ရပါတယ် T အဆုံး y စချဒီချတဲ့ထမှာပေါ့เนาะ about you What about you What about you Did you find anything What about you Did you find anything I am looking for a pair of jeans เนาะ I ငါက am looking for ရှာနေတာเนาะ a pair เนาะ pair ဆိုတာကတစုံ of jeans ဆိုတာကเนาะဘောင်းမီကเนาะဒီနှစ်ဖက်ဝေးရတာဆိုတော့ကျတော့တစုံလို့ပြောတာပေါ့เนาะဒီမှာတစ်ထည်ပေါ့เนาะ a pair of jeans เนาะဂျင်းဘောင်းမီတစ်ထည်ရှာနေတာ I am looking for a pair of jeans I am looking for a pair of jeans I am looking for a pair of jeans Let's go look at the press session together ကဲပေါင်းမီတန်းဘက်ကိုအတူတူသွားကြည့်လိုက်ကြရအောင် not let's go ဆိုတာကသွားကြရအောင် look at ဆိုတာကကြည့်တာ not the press session ပေါင်းမီတန်း okay not pants ကပေါင်းမီတွေ session ကအပိုင်းပေါင်းမီတန်းလို့ပြောရင်ပေါင်းမီအပိုင်းဆိုတဲ့ not ပေါင်းမီရှိတဲ့အတန်းဘက်ကို together အတူတူသွားကြရအောင်ပြောတာပါ Let's go look at the press session together Let's go look at the press session together Let's go look at the press session together These jeans look cool. Let's check the price tag. Okay, no, these jeans, the jean bao mi ga look cool. My day, era mo no, look cool. My day. Okay, no, let's check. ကြည့်လိုက်ရအောင် the price tag. ဈေးနှုန်းကြည့်လိုက်ကြရအောင် You know, these jeans look cool. Let's check the price tag. These jeans look cool. Let's check the price tag. These jeans look cool. Let's check the price tag. How much does it cost? ဘယ်လောက်ကျတယ်လဲเนาะ how much ကဘယ်လောက် does it cost ဆိုတာကကျတာကုန်ကျလဲ Okay how much does it cost ဆိုတော့ဒါဘယ်လောက်ကုန်ကျလဲလို့မေးတာပါ How much does it cost How much does it cost How much does it cost It says 45,000 just 45,000ကျပ်တဲ့ဒီမှာ SAYS ကိုလေစေးနဲ့များတော့အဖြစ်ဖတ်ကြရင်တော့တကယ်တော့မဟုတ်ဘူးเนาะ SAY ဆိုလို့ရှိရင်စေးဆိုတဲ့အတန်ဒါပေမဲ့အဲ့ဒီ SAY ကိုကျမတို့က S ပါလို့ရှိရင် SAS ဆိုတဲ့အတန်ထွက်ရပါတယ် SAS Okay เนาะ It says 45,000 jets It says 45,000 jets That's a bit expensive isn't it နည်းနည်းဈေးကြီးတယ်လို့ပဲမဟုတ်ဘူးလားเนาะThat ဆိုတာကအဲ့ဒီရဲ့ပေါင်းမီကိုပြောတာเนาะ It's a bit expensive နည်းနည်းဈေးကြီးတယ် isn't it မဟုတ်ဘူးလားဒါနည်းနည်းလေးဈေးကြီးတယ်လို့ပဲမဟုတ်ဘူးလား That is a bit expensive isn't it That is a bit expensive isn't it Yes but the quality looks really good ဟုတ်တယ်ဒါပေမဲ့အရည်သွေးကတော့တကယ်ကောင်းတယ် Yes ဟုတ်တယ် butဒါပေမဲ့လို့ the quality okay เนาะအရည်အသွေးကတော့ looks really good looks ကပုံပေါ်တယ် really တကယ်ကိုပဲ good ကောင်းတဲ့ပုံပေါ်တယ်လို့ပြောတာပါ Yes but the quality looks really good Yes but the quality looks really good Let me ask the shop assistant if there is any discount ဆိုင်ဝန်တန်းကိုဈေးလျှော့ပေးလို့ရမလားတွားမေးကြည့်မယ် Okay เนาะ let me ask မေးခွန်းပြုပါမေးလိုက်ရအောင်လို့ပြောတာပေါ့เนาะ the shop assistant ဆိုင်ဝန်တန်းကို if ကရင် if ကလျင်ရင် there is any discount ဈေးလျှော့ပေးလို့ရမလားဆိုတာကိုတွားမေးကြည့်ရအောင်လို့ပြောတာပါ Let me ask the shop assistant if there is any discount Let me ask the shop assistant if there is any discount
Excuse me, is this item on sale? နော်ဒီမှာတစ်စိမ်းလောက် okay နော်ဒီပစ္စည်းကဈေးလျှော့ပေးတဲ့အထက်ပါလား okay နော် excuse me တစ်စိမ်းလောက် okay နော်ဒီမှာ is နဲ့လောက်ထားရဲဆိုတော့သူက yes or no question okay နော် is this item ဒီ item နော် this item ဆိုတာကဒီပစ္စည်းက on sale ဈေးလျှော့ရောင်းတဲ့ပစ္စည်းလားလို့မေးတာပါ excuse me, is this item on sale? Excuse me, is this item on sale? Excuse me